တကယ်ချင်းထွက်သွားလို့စိန်ခေါ်နေတာလားမသိဘူးမူမခိုင်ဖြူဆိုတဲ့ကောင်အေးဟဲ့နေငါ့ကိုစိန်ခေါ်နေမလားမသိဘူးအိမ်ပေါ်လောက်တာပဲသိတယ်အိမ်ပေါ်လောက်တဲ့လူကလည်းဟောင်းနေတယ်ဆိုတော့ဟောင်းနေတယ်ငါ့ကိုကောင်မဒီမှာငါလာပြီနေမှာနေရှိမှငါလာပြီကောင်မခိုင်ဖြူဒီမှာနေတတဲ့အိမ်ဒီရောက်လာပြီခိုင်ဖြူမှာနေတတဲ့အိမ်နံပါတ်နေလိုင်းမမနေဟောင်းနေတယ်ကောင်မနေပတ်စံ2သိန်း4,600နေလိန်နေဆိုလို့ရှိရင်လည်းနေလိန်ပေါ့ဟမ်နေသူများဟာလည်းလိန်တယ်သူများကိုလည်းစောက်ကြည့်ရုပ်တယ်ကောင်မနေတတဲ့အိမ်ရှိမှရောက်လာနေတယ်ကောင်မငါလိုင်းမမမဟောင်းငါအပြင်မှာနေကိုပါချမှာကောင်မနေငါတို့ဖွဲ့နေဒီမှာငါတို့ဖွဲ့တွေးချင်တယ်ဆိုတွေးချင်တယ်ဒီမှာကိုထင်လာပြတာလားအိမ်ရှိမှာနေဘာလို့မထွက်လာလဲနေဘာလို့မထွက်လာလဲလို့ဘဲတီးတာ10 ကလောက်စီပြီဒီမှာတလာလီယမ်ဒူအမလိုင်းထရာမချင်းမလို့ပေါ့ငါတို့ကလိုင်းမမဟောင်းတော့အပြေနေလိမ့်စာအောင်မတိလို့ငါလိုင်းမမတက်ပြောတာနေငါ့ကိုခွေးလို့ဟောင်းနေဖေလို့မတွေးမိစီနဲ့နော်နေနေရဘယ်နေရလဲဆိုနေလိုက်ပိုက်ပြီးတော့ရှာမှာအခုနစ်လင်ဟောင်းငါ့ကိုပေးလို့ဒီငါရောက်လာတာနော်ဒီကောင်မတွေ့ဘာလုပ်မလဲငယ်ချင်းဓာတ်နဲ့ထိုးပါလေဓာတ်ပါတယ်အေးဓာတ်နဲ့ထိုးမှာကောင်းမှာဓာတ်တစ်ခွန်းနှစ်ခွန်းသုံးလေးခွန်းမပြောရေးပြီးထိုးချလိုက်မယ်တောင်းမလုပ်နဲ့မတိလို့မီးကြည့်တာမနေ့လိုင်းမမှာကောင်တက်ပြောတယ်ကွယ်ခွေးလို့ဟောင်းတယ်လိုင်းမမှာကောင်မခိုင်ပြူစတဲ့ကောင်မဖေးလို့မစကားကောင်ပြောဟာไม่มาแสดงว่าไม่อยู่หรือเปล่ารอจนกลับมาแหละကြောင်တောင်းလာမလုပ်နဲ့ဓာတ်နဲ့ပြီးထိုးမှာပဲအေးဓာတ်ပါလာတဲ့ခါလေငါတို့ကလေလိုင်းပေါ်မှာအိုကြီးရှိချင်လည်းမလုပ်ဆဲလည်းရင်မဆဲဘူးဘာလို့လဲဆိုတော့ရှင်လိန်နဲ့မလိန်ဘူးဆိုတာကျမကိုဆက်သွဲလာခိုင်းတာရှင်ကကျမအကောင့်ကိုဘလော့တာကိုရှင်ကိုဆက်သွဲလို့မရလိုင်းပေါ်မှာတက်ပြောတာနေကခွေးလို့ဟောင်းနေကောင်မဟမ်